လူမျိုးရေးခွဲခြားမှုတွေနဲ့ရုပ်ဆိုးကြီးတံပြီးဆုံးခဲ့ရတဲ့ဘေဘီကာနဲ့ရီယယ်ဘရဒနာဝဲမီလာများစပါဒနာမင်းအိုင်မက်ကွန်ရှီကို5 miss ဗမန်အေးချက်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဘောလကမှာလူမျိုးရေးခွဲခြားမှုဆိုတာကလုံးဝလက်မခံနိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ် UFA နဲ့ FIFA တို့ကိုယ်တိုင်ကလူမျိုးရေးခွဲခြားမှုကိုလက်မခံပဲလူမျိုးရေးခွဲခြားမှုပြုလုပ်တဲ့ကစားသမားတွေနီးပြတွေပရိသတ်တွေကိုလည်းပွဲပယ်ပြတဲ့ချမှတ်တာတွေပွဲချီရှိခွင့်ပိတ်ပင်တာတွေအထိပြုလုပ်ခဲ့ပူတာဖြစ်ပါတယ်ဒါပေမဲ့လည်းဘောလုံးကဘာဆိုတာကအမြဲတမ်းအကောင်းနေပဲရှိနေတာမဟုတ်ပါဘူးလူမျိုးခွဲခြားမှုဆိုတဲ့အဆိုးမြင်ဝါဒတွေကလည်းအများနဲ့ရှိနေစေဖြစ်ပါတယ်ဘာရီမီမှာကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်ပထမအကြော့မှာလည်း Real Madrid က Vinicius Junior ရဲ့တလုံးထဲသောသွင်းကိုနဲ့ဘေဘီကာအသင်းကိုနိုင်ရရှိခဲ့ပါတယ်ဒီသွင်းကိုဟာ Vinicius Junior ရဲ့ကစားမပွားတစ်လျှောက်အလားဆုံးသွင်းကိုတွေကတကိုးဖြစ်ခဲ့သလို Real အတွက်လည်းနောက်ဆင့်တဲ့ရေးအတွက်အရေးပါတဲ့သွင်းကိုတကိုးဖြစ်ခဲ့ပါတယ်တကယ်တော့ဘေဘီကာနဲ့ Real Madrid တို့ဟာချန်ပီယံလိလီးဖွင့်အဆင့်တွေကရန်ညိုးရန်စားတွေရှိတဲ့ဦးတဲ့အသင်းဖြစ်ပါတယ်အဲတော့ကဘေဘီကာအသင်းဟာနောက်ဆင့်ကိုတက်ရောက်ဖို့အတွက် play off မိဖို့ဆိုလို့ရှိရင် Real အသင်းကိုမဖြစ်မနေအနိုင်ကစားဖို့လိုအပ်တယ်လို့နှစ်ကိုးအသာရဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်ဒါမှ Real ကလည်းနောက်တစ်ဆင့်ကိုတိုင်းတက်လန်းနိုင်ဖို့အတွက်ဘေဘီကာနဲ့ပွဲစဉ်မှာအနည်းဆုံးသေးတက်မှတ်တော့ရအောင်ယူရမှာဖြစ်ပါတယ်ဖြစ်ချင်တော့ဘေဘီကာအသင်းဟာဘလမထူကန်ရဲ့နောက်ကျသွင်းကိုနဲ့အတူ Real Madrid အသင်းကို၄ဂိုးနဲ့နိုင်ရရှိခဲ့ပြီးချန်ပီယံလိအောက် play off အဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်လို့ Real ကလည်းဘေဘီကာကိုရှုံးနိမ့်ခဲ့တာကြောင့် direct တက်ခွင့်မမီတော့ပဲ play off ဆင့်ကန်ခဲ့ရပါတယ်ရေဆက်ဆောင်တဲ့ဒီသင်းဟာချန်ပီယံလိ play off အဆင့်မှာလည်း direct ဆုံတွေ့ခဲ့ရပြီးပထမကြော့ပွဲစဉ်ဖြင့်ဘော်ရီမီမှာစတင်ကစားခဲ့ရဖြစ်ပါတယ်ဒီပွဲစဉ်မှာဘောလုံးထက်ဆိုးရတဲ့ဖြစ်ရပ်တွေအကြောင်းလူပြောများဆရာလည်းဖြစ်ခဲ့ရပါတယ်ပွဲဆိုင်49မိနစ်အရောက်မှာဗီနီရှက်ကဥဆောင်ကိုသွင်းယူပြီးဘေဘီကာဇာမာပရစ်စတီယာနီနဲ့စကားများကနေစင်ပြဿနာကိုစခဲ့တာပါဗီနီရှက်ဂိုးသွင်းယူပြီးတဲ့နောက်ကော်နာထောင်နာသွားကဘေဘီကာပရိသတ်တွေကိုလှောင်ပြောင်တဲ့ပုံစံမျိုးနဲ့ကပြအောင်ပွဲခံခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘေဘီကာပရိသတ်တွေကလည်းကွင်းထဲကိုရေတံမှုတွေပြပပြီးတော့ဗီနီစီယက်အပေါ်အော်ဟစ်ပြောဆိုလှောင်ပြောင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲနောက်ဗီနီစီယက်ကကွင်းထဲကိုပြန်လာတဲ့အချိန်မှာဘေဘီကာအသင်းရဲ့အာဂျင်တီးနားကစားမဖြစ်တဲ့ပရက်စတီယာနီနဲ့စကားများကနေတဆင်လူမျိုးရေးခွဲခြားတဲ့အသုံးတွေကိုခံခဲ့ရဖြစ်ပါတယ်ရုပ်သံမန်နေ့ရပရက်စတီယာနီကဘာပြောလဲဆိုတာမသိပေမဲ့ဗီနီရှက်ကတော့သူ့ကိုမြောက်ဆိုပြီးတော့9ချိန်တီခေါ်ခဲ့တယ်ဆိုပြီးတော့ဒိုင်လူကြီးကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်ဒိုင်လူကြီးကလည်း UFA ရဲ့လူမျိုးရေးခွဲခြားမှုဆိုင်ရာပရိုတိုကောရပွဲကို10မိနစ်ခန့်ရန်နာခဲ့ရပါတယ်ရုပ်သံအနေပြကိုပြန်လဲစစ်ဆေးခဲ့ရမှာပရက်စတီယာနီဟာဂျာစီကိုအုပ်ပြီးဗီနီရှက်ကိုတခုခုပြောဆိုခဲ့ပေမဲ့ဘာပြောလဲဆိုတာကိုတော့တေချာမကြားခဲ့ရပါဘူးအဲအချိန်မှာကွင်းတိုင်းကနေပြနေဦးစလုံးခေါ်ပြီးစကားတချို့ပြောဆိုခဲ့လို့မော်ရီညိုကလည်းဗီနီရှက်ကိုနှစ်သိမ့်ဖျောက်ပြနေခဲ့တာကိုတွေ့ရပါတယ်ပွဲက10မိနစ်ခန့်နာပြီးပြန်စားပြီးတဲ့အချိန်မှာလည်းအချိန်တွေကတင်းမာနေဆဲဖြစ်ပြီးပွဲမိကန်နေ9မိနစ်လုံးမှာတော့ဘေဘီကာနီးပြမော်ရင်ဟိုကဒိုင်လူကြီးကိုစောကားတဲ့ရဲ့ကနေ2စက္ကန့်အတွင်းအဝါကတ်နှစ်ခါပြသခံခဲ့ရပြီးအနီကတ်နဲ့ကွင်းမြေမှာထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။နာကျင်ချင်ဝါ13မိနစ်အတွင်းမှာလည်းဒေါက်ကန်မော်ကန်မို့ပြနေတဲ့ဗီနီစီယာကိုပရိသတ်တွေကပလေးနေနဲ့ပြပောက်ခဲ့ကြပါသေးတယ်။ဗီနီစီယာအနေနဲ့ဒီပွဲမှာအနိုင်ဂိုးသွင်းပေးခဲ့ပေမဲ့အဝါကတ်ထိခဲ့တာကြောင့်ဒုတိယကြော့ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်တာကြောင့်ရီယက်အတွက်နစ်နာစရာဖြစ်ခဲ့ရပါတယ်။အင်ရှင်မီကအသင်းကလည်းမော်ရီယိုနဝါဒီနဲ့ထုတ်ပယ်ခံရတာကြောင့်ဘာနီမူကစားမဲ့ဒုတိယကြော့ပွဲစဉ်ကိုပွဲကြည့်ရခွင့်ဆုံးရှုံးသွားမှာဖြစ်ပါတယ်။တကယ်တော့လူမျိုးခွဲခြားမှုဆိုတာဘောလုံးမှာမရှိသင့်ပါဘူး။ဒီကိစ္စကို UFA ကတင်ကြစုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီးပြစ်မှုထင်ရှားရင်တော့ဗီနီရှက်ကိုလူမျိုးရေးခွဲခြားခဲ့တဲ့ပရက်စတန်ယနီနဲ့တေချာပေါက်ပွဲပဲပြတဲ့အကြမ်းမှတ်ခံရမှာဖြစ်ပါတယ်။ဘောလုံးစလာတော့ကိုယုံကြည်စိတ်ကြတာဆောင်းကားချင်ပါကဘိုင်ဝါချပေးထားတဲ့နံပါတ်ကတစ်ဆင့်ဆက်သွယ်ပေးပါခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့နေကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။